နေရတဲ့နေသားကြတော့လမ်းသွားလို့ရှိရင်လည်းဟိုလူကြီးကဒီလူကြီးကနေပလေးတွေးလို့ရှိရင်လည်းပြေးရမလို့လွှားမလို့ဒါတို့ကြတော့အလုပ်လုပ်တယ်တဝေးတစ်ခါလုပ်တယ်လုပ်သွားလို့ရှိရင်သူတို့ပတ်စံပြန်ပေးရတယ်ပေါ့ပေးရတဲ့အချိန်မှာကျွန်တော်တို့ပတ်စံပေးသွားလို့ရှိရင်သူတို့တဝေးဒီလောက်ဖြစ်မယ်ဟိုလောက်ဖြစ်မယ်လို့ပြောတာ15တဝေးကိုဖြတ်လက်ဖြတ်ဖို့ကကျွန်တော်ထမင်းစားမို့တော့ထမင်းဈေးတော့ပြန်မကျွန်တော်တို့ဖြတ်သွားလို့ရှိရင်ဘတ်ဘူးတွေကြေသွားလို့ရှိရင်လည်းသူတို့ကဘတ်ပေးမကင်အဲ့မေးလူစာရုပ်ပဲပေးကင်အဲ့မျိုးတွေရှိတယ်အဲ့တော့သူတို့ဘာမှမပြောတော့ကျွန်တော်လည်းအဲ့ဒီမှာဘက်လည်းမရတဲ့ဘာလည်းမရတော့ကျွန်တော်လုံးလုံးညစ်သိမ်းမရှိတော့ထွက်လိုက်တယ်ဘာမရှိဘဲနေရတဲ့နေသားကြတော့လမ်းသွားလို့ရှိရင်လည်းဟိုလူကြီးကဒီလူကြီးကနေပလေးတွေးလို့ရှိရင်လည်းပြေးရမလို့လွှားမလို့ဖြစ်နေအဲ့မျိုးတွေရှိတော့ကျင်တဲ့စိတ်ရှိတော့တထေးအမကန်လည်းမရှိတဲ့အတွက်နောက်ပြီးတော့ပွဲသားတွေလည်းမယုံရတဲ့အတွက်ဖြစ်နေကုန်သားတွေကြတော့လည်းမတတ်နိုင်ဘူးအဲ့ဒါတော့ငွေကြီးမပြည့်စုံလို့ခက်ခဲဖြစ်နေတာတထေးလည်းအမကန်မရှိတဲ့အတွက်ပို့ဆိုးတာပေါ့တရားလို့တရားစားဆိုတော့ပို့ဆိုးရတာပေါ့ဆရာဟုတ်ပြီဟုတ်ကဲ့